ယောက်ျားလေးမှန်သမျှလိန်တန်ကြီးကျင်ကြပါတယ်။ယောက်ျားလေးတွေလိန်တန်ကြီးထွားအောင်ပြုလုပ်နိုင်တဲ့လေ့ကျင့်ခန်း၄ခုကိုဖော်ပြပေးလိုက်ပါမယ်ရှင်။နံပါတ်1 Okay သင်္ကေတလက်ညှိုးနဲ့လက်မကိုထိပြီး Okay သင်္ကေတအတိုင်းလုပ်ပြီးလိန်တန်ကိုစုပ်ကင်ပါ။အပေါ်အောက်ဖြည်းဖြည်းချင်းဆွဲတာကိုအနည်းဆုံး9မိနစ်လောက်လုပ်ပါ။နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင်အရွယ်အစားတည်တည်တသားပြောင်းလဲလာပါလိမ့်မယ်။နံပါတ်2အိမ်နောက်ဘက်အကူအညီကိုယူပါလေ့ကျင့်ခန်းကိုကိုယ်တိုင်လုပ်တာထက်အိမ်နောက်ဘက်ရဲ့အကူအညီကိုရယူတာကပိုမိုထိရောက်စေပါတယ်နံပါတ်3တပတ်ကို3ပါတပတ်ကိုရေနွေးတဲ့ကိုစိမ့်ရေညှစ်ချပြီးတဲ့နောက်လိန်အင်ကတဝိုက်ပေါ်ကအုပ်ပြီးတင်ထားပါအနွေးတဲ့ကြောင့်လိန်တန်းစီသွေးစင်းစည်းမှုကောင်းစေပါတယ်လိန်တန်းကိုကြီးမားစေပြီးထောင်မှတ်မှုကောင်းစေပါတယ်နံပါတ်4ဆွဲဆန်ပေးပါလိန်တန်အရင်ကိုကင်ထားပြီးအောက်ဖက်ကိုဖြည်းဖြည်းချင်းဆွဲပါ10မိနစ်15မိနစ်ကြာပြုလုပ်ပါလိန်တန်ကြီးမားဖို့နဲ့မာကြောတောင့်တင်းဖို့အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်ဒီလိုကျန်းမာရေးအထွေထွေဗဟုသုတတွေကိုသိရှိနိုင်ဖို့ Health for All Channel လေးကို Like and Subscribe လေးလုပ်ပေးခဲ့ပါနော်